မတိမတာဆိုတိတ်ကောင်းတယ်မတိမတာဖြစ်ပြီတဲ့ဟုတ်တော့ဟိုမတာဖြစ်ပြီဆိုတော့ဟိုဆဲတာတော့မဟုတ်ဘူးနော်သူများတဲ့မတာတာဟောဘယ်တော့ကောင်းလဲတိတိတာတာလောက်ပါတယ်တို့လားကျွန်တော်တို့ကတိနည်းနည်းသိရင်နည်းနည်းတာမယ်များများသိရင်များများတာမြန်မာစကားတွေကိုတကယ်သိရင် management ကနိုင်ငံခြားသွားတတ်ဖို့မလို့အဲ့ဒီစကားနဲ့ရနေကျွန်တော်အဲ့တော့အင်္ဂလိပ်စာမတက်ဘူးပြောတယ်ကိစ္စမရှိဘူးမြန်မာစာထဲမှာလည်း management လေ့လာလို့ရတာလေအများကြီးရှိတယ်အင်္ဂလိပ်စာတက်ရင်တော့ကောင်းတာပေါ့မတက်ရင်ရှက်စရာတော့မဟုတ်ကိုယ့်ဘာသာစကားမဟုတ်ဘူးကျွန်တော်တို့ကမြန်မာစကားတော့တကယ်သိဖို့လိုတယ်ဟိုမှာမွေးနေ့တောက်ကြတနင်္လာကေတာဆန်တော့မဖြတ်ရအဲ့တော့အဲ့ဒါကိုသူကဘာသာပြန်လိုက်တာမွေးနေ့ရဲ့တောက်ကြနေ့ရဲ့တနင်္လာနေ့ရဲ့သပင်မညက်အောင်ဆိုတော့ဘယ်နေ့သွားညက်တော့မလို့သူကရှင်းလူကြီးတွေပြောတာမွေးနေ့တောက်ကြတနင်္လာကေတာဆန်တော့မဖြတ်ရဆိုတာကပုံမှန်အားဖြင့်တောက်ကြတဲ့တနင်္လာနေ့ရဲ့မွေးနေ့ရဲ့သပင်မညက်အောင်ဆိုတာဘာ reason မှမပါဘူးဒါလက်ခံစရာအကြောင်းမရှိဘူးဒါပေမဲ့ရှင်းလူကြီးတွေအလကားလုပ်ခဲ့တာမဟုတ် reasonable ဖြစ်အောင်ပြောခဲ့တယ်ဗျမွေးနေ့တောက်ကြတနင်္လာကေတာဆန်တော့မဖြတ်ရဆိုတာ၃ရက်မဟုတ်ဘူးတောက်ကြနေ့မှာမွေးတဲ့သူဟာတောက်ကြ born နေပဲ Friday born နေနဲ့ပဲဆိုင်နေနော်တောက်ကြနေ့မှာမွေးတဲ့သူဟာတနင်္လာနေ့မှာသပင်မညက်အောင်လို့ပြောတာမွေးနေ့တောက်ကြတနင်္လာကေတာဆန်တော့မဖြတ်ရဘာဖြစ်လို့လဲကျွန်တော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဘာ born လဲတောက်ကြဘယ်နေ့မှာဆန်တော်ပေးတာတနင်္လာဒါကြောင့်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဖြစ်တဲ့အတွက်ဘုရားရှင်ဆန်တော်ပေးတဲ့တနင်္လာနေ့မှာတောက်ကြသားတွေကသပင်လိုက်ညက်ဘုရားကိုတူပရကြတယ်အဂါရဝဖြစ်တယ်ဒါကြောင့်မလို့တောက်ကြနေ့မှာမွေးတဲ့သူကတနင်္လာနေ့မှာသပင်မညက်ကောင်းမှုလို့ရှေ့လူကြီးတွေကပြောတာဒါ reasonable ဖြစ်တယ်ဗုဒ္ဓဘာသာဝင်အနေနဲ့ reasonable ဖြစ်တယ်အဲ့ဆိုရအခုကမဟုတ်တောက်ကြတဲ့တင်းက3ရက်လောက်ပေးရမယ်ဆိုသပင်ညက်ဆရာလည်းတနာပါဦးဆိုတော့ခုနကတော့မြန်မာ value ဆိုမြန်မာလူငယ်တွေကမှန်မှန်ကန်ကန်ကျွန်တော်တို့သိဖို့လိုတယ်အင်္ဂလိပ်စာတစ်လုံးကိုမသိတာဘာမှရှက်စရာအကြောင်းမရှိဘူးကိုယ့်ဘာသာမို့ကျွန်တော်လည်းမရှက်ဘူးအင်္ဂလိပ်စာအစ်စ်တွေအများအားပေါ်နေတာတော့သူကဟို Bluetooth နော်ဓာတ်ရိုက်သွားကြည့်ကြည့်ပါ Bluetooth သွားပြရေးဥပဒေ Bluetooth တက်ထားသည်သွားပြရေးတက်ထားသည်ဒါကကိုမသိဒါမြန်မာစကားကိုတော့ကျွန်တော်တို့တကယ်သိဖို့လိုတယ်နောက်ရှိသေးတယ်စာရေးဆရာဆိုတော့အဲ့ဘက်တွေရောက်ကုန်ပြီနော်ဒါပေမဲ့လည်းစာပေဟောပြောပွဲလည်းနည်းနည်းပုံစံလေးဖြစ်အောင်ပေါ့ကျွန်တော်စာရေးဆရာဆိုတော့ကျွန်တော်ဆမ်မနာလေးပြောတယ်စာပေဟောပြောပွဲလည်းပြောတယ်ဆမ်မနာနဲ့စာပြောပွဲဆိုတော့မတူဒီနေ့ကတော့ဂျားလေးပေါ့အဲဆိုလူငယ်ပရိသတ်တွေလည်းတွေ့တော့ဥပမာကျွန်တော်တို့မြောက်မထားတယ်ဆိုတာကြားဖို့တယ်မလားနော်ဒါဆိုတော့ဒါမြောက်မထားတယ်ဆိုတာအိမ်တော်ရေးဟုတ်ပြန်အဲ့ဆိုကျွန်တော်အကြောင်းပြချက်ပြီးဘာဆိုင်လဲမြောက်မနဲ့ဒီမိုကရေစီခေတ်မှာမြောက်မတွေကတရားစွဲရင်ခံရအောင်မယ်မြောက်တွေရဲ့အခွင့်အရေးကိုထိခိုက်ပါတယ်တွေပါတယ်မြောက်မထားတယ်ပြီးတော့ရှိသေးတယ်ကြောသားရင်သားမခွဲကြနဲ့တယ်အမေလူကြီးတွေကိုကြောသားရင်သားခံရလို့မခွဲကြနဲ့ဟုတ်တယ်မလားလူချင်းမင်းတို့ကြောနဲ့ရင်နဲ့ခွဲထားတယ်မို့လားကြောသားရင်သားမခွဲထားတဲ့သူရှိလားဒီထဲမှာကြောသက်သက်ရင်သက်သက်ပဲလေကိုเจ้าတော့ကြောသက်သက်ရင်သက်သက်ဘာလို့လူကြီးတွေကိုကြောသားရင်သားမခွဲကြနဲ့လို့ပြောအမြန်ပြောပါမယ်ကျွန်တော်ဒါကဘာလဲဆိုတော့ကျွန်တော်ကမြန်မာတွေရဲ့စကလုံးတွေမှာအမြဲတမ်းအတိတ်ပဲမြောက်တရဲ့သဘောတဘာဝဒီစကားနှစ်ခုကယူထားတာမြောက်မထားတယ်ဆိုတာဘာကိုပြောတာလဲဆိုတော့မြောက်မကြီးတွေကမြောက်သားလေးတွေကိုလွှဲရင်မြောက်မတွေတွေ့ဘူးလားမြောက်တွေ့ဘူးလားတွေ့ဘူးလေလူငယ်တွေဆိုမတွေ့ဘူးရင်မှန်ကြည့်လူငယ်တွေပြောတာလူကြီးတွေမပါဘူးအကာတော့ပြောတယ်အဲ့တော့ကျွန်တော်က discovery မှာတော့ကြည့်ဘူးမှာပဲတရိတ်ဆန်မှာရှိတယ်မြောက်သားလေးတွေကိုလွှဲရင်ဘလို့လွှဲလဲအချင်းမှာတကောင်နောက်မှာတကောင်ကျွန်တော်တို့ကဒီလိုပဲကျွန်တော်တို့ကဟိုအိမ်တော်ကြီးဖောက်ပြန်နေဆိုအရှိမတယောက်အနောက်မှာတယောက်မြောက်မတွေသဘောတဘာဝကို negative ဘက်ကယူတာဟော positive ဘက်ကယူတော့ကြောသားရင်သားမခွဲကြနဲ့ဆိုတော့မြောက်မတွေကသားအကျောမှာတယောက်ရင်မှာတယောက်ကြောကသားမလို့ရင်ကသားမလို့အချစ်တွေမကွဲပြားနဲ့သဘောပေါက်လာမလို့ကျွန်တော်တို့ကအဲ့လိုပဲလူကြီးတွေကကိုနဲ့ရင်းနေတဲ့သူမလို့ကိုယုံရသူမလို့ယုံခွဲရလူဆိုရင်တိတ်ပြီးတော့မျက်နှာသာမပေးဘူးအဲ့လိုမလုပ်ရဘူးကြောသားရင်သားကိုနဲ့နီးတဲ့သူမလို့ favor မပေးနဲ့လို့ပြောဘလောက်အတိတ်ပဲရှိရမြန်မာစကားเนาะကျွန်တော်တို့ဆိုတော့အဲ့လိုမျိုးတွေပေါ့နော်တခုရှိသေးတယ်ယောက်ျားခီးသွားတော့မိန်းမကောင်းလျှော့ရင်လက်တိတ်တယ်ဆိုတာရှိသေးတယ်အဲ့ဒါရတော့တမျိုးကြီးပဲနော်ယောက်ျားခီးသွားတော့မိန်းမကောင်းလျှော့ရင်လက်တိတ်တယ်ဆိုတော့တင်မောသားကြော်တွေဘယ်လိုလုပ်ကြမလို့နော်တန်းနေနဲ့ဖြစ်ကုန်ပါပေါ့အဲ့ဒါလည်းကျွန်တော်ထိုင်စဉ်းစားတာအဖြစ်မရဘူးအဲ့ဒါကြောင့်ကြမ်းကံပါလဲသူကမပါဘူးဒါပေမဲ့ logic ကရစဉ်းစားတာ management ရရှိတူကြီးတွေအလကားတော့မလုပ်ခဲ့ဘူးဒီခေတ်မှာတော့တချို့ဟာတွေကလက်ခံညီမလက်ခံပေါ့နော်စလောင်းမုံတစ်ချက်တင်ကြားကြီးကြိုက်လိမ့်မယ်ဆိုတော့လက်မခံနိုင်ဘူးလေဟိုခေတ်ကကောင်တွေကကလေးတွေကလက်ဆော့တာလေဒါပေမဲ့သူတို့ခေတ်ကစလောင်းမုံကမြေအိုးတွေလေသိလားမသိဘူးအဲ့တော့ခဏခဏတီးနေပါဖြစ်မလဲကွဲမှာဆိုလို့ပြောတာဒီနေ့ဒန်အိုးတွေရိုက်ပါစေကျွန်တော်တို့ယောက်ျားကြီးကတော့မိန်းမကောင်းလျှော့မယ်ဆိုတော့ management အမြင်ရစဉ်းစားရင်ဘာဖြစ်နိုင်လဲဆိုတော့ဖြစ်တော့ဖြစ်နိုင်တယ်ဟိုခေတ်ကအမျိုးသမီးတွေကသပင်ရှည်တယ် hair style ဒီခေတ်လိုမတူဘူးနော်သပင်ရမ်းရှည်တယ်ပြီးတော့ဟိုခေတ်က follow me မပေါ်သေးဘူးတယောက်ကင်မွန်းနဲ့ရှော့ရတယ်အဲ့တော့ရှင်းရှင်းလေးပဲတယောက်ကင်မွန်းနဲ့ခေါင်းလျှော့တယ်သပင်ရလည်းအရှည်ကြီးကိုယောက်ျားလည်းရှိတယ်ဆိုရင်တေချာပေါ့ကိုယောက်ျားဒီသပင်ကိုကူပြီးတော့မလုပ်ပေးရရင်ညစ်ပေးရ hair dryer မှမရှိတာအဲ့ဒီခေတ်ကသပင်အရှည်ကြီးကိုတော်တော်ရင်ညစ်ရတယ်အဲ့တော့ယောက်ျားခီးသွားတော့မိန်းမတွေခေါင်းလျှော့ရင်ဘာတွေဖြစ်လာနိုင်လဲ consequences ကိုစဉ်းစားလိုက်တော့လင်းသားညွှန်ချင်းတွေ့သွားတယ်ယောက်ျားခီးသွားတော့မိန်းမခေါင်းလျှော့ရင်ဘေးရန်ကောင်လာညစ်မယ်အဲ့တော့ရှင်းလူကြီးတွေကအိမ်တော်ဟင်းဖောက်ပြန်မှုတွေဖြစ်မှာဆိုတော့တားခဲ့တာဖြစ်ကောင်းဖြစ်နိုင်တယ်ဟုတ်တယ်မလားကျွန်တော်ပြောတာဒါကတော့တော်တော်ပြောတယ်နော်ကျန်းကန်တွေပါမဟုတ်ဘူးနော်လင်းသားညွှန်အထင်တွေပြောတာနော်အဲ့ဒါတော့ကြိုးပြောတာဆိုတော့ဒီခေတ်ကသပင်ကတိုးသွားတယ်လေကြာနော်သပင်တိုးသွားပြီ follow me လည်းပေါ်လာပြီကြာနော်
ပေါ်လို့မြင်တော့ sponsor ထဲမှာမပါတော့တိတ်မပြောတော့ hair dryer လည်းပေါ်လာပြီအဲ့တော့ယောက်ျားခီးတော့မိန်းမခေါင်းပါလို့ရလဲရှော့လို့ရအဲ့ဒါလက်တိတ်တယ်ပါဆိုကျွန်တော်တို့လက်မခံဘာဖြစ်လို့လဲထေရဝါဒဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်တို့အကြောင်းနဲ့အကျိုးနဲ့ဒါပေမဲ့အစွန်းလည်းမရဘူးခုနလိုဝင်းနေတော့ကြတင်းင်းလာကြတာလက်ခံတယ်ဘာဖြစ်လို့လဲဗုဒ္ဓကို respect ပေးရမယ်ဘာဖြစ်လို့လဲကိုယ့်ရဲ့ဒါအထုံးမြတ်ထားတဲ့သူမို့လို့ဒါမျိုးပေါ့ဟိုကကျတော့အတိတ်ပဲမရှိဘူးတွဲရမှာဆလောင်းမုန်းတစ်ချက်တင်ကြားကြီးကြိုက်လိမ့်မယ်ကျွန်တော်တို့ဒီခေတ်လက်မခံတော့ညနေပဲလက်သိမ်းညံလက်တိတ်တယ်ဆိုတာကိုကြားဘူးတယ်မလားအဲ့ဒါလည်းကျွန်တော်တို့လက်မခံတော့ဘူးဒါပေမဲ့အခုရှေးလူကြီးတို့စော်ကားတာမဟုတ်သူခေတ်ကဟုတ်တယ်မိမှမရှိတာညဘက်လက်သိမ်းညံဘာဖြစ်မလဲလက်ထိမှာဆိုလို့လေအခုခေတ်ကမိတွေပေါ်လာပြီလေညဘက်လက်သိမ်းညံဘာမှမဖြစ်ဘူးကျွန်တော်တို့နော်ဒါမှတော့ကျွန်တော်ဒါပြောချင်တာပါလေစိတ်ချမ်းသာအောင်နေတယ်ဆိုတာဒါပဲကျွန်တော်တို့မှာယူဆွဲတွေအစိုးဆွဲမဟုတ်တာတွေကိုကျွန်တော်တို့ပယ်ထားဖို့လိုတယ်